အားလုံးမင်္ဂလာပါဒီနေ့ကတော့ခရုဆန်လော်ချက်လေးကိုချက်စားပြမှာဖြစ်ပါတယ်ခရုလေးတွေကိုမဖြတ်ခင်မှာရေနဲ့3-4ထပ်လောက်ရင်စေးပေးရမှာဖြစ်ပါတယ်ရေစီးပြီးသွားပြီဆိုရင်တော့ခရုလေးရဲ့ချွန်ထက်နေတဲ့အပိုင်းလေးကိုဖြတ်ပေးရမှာဖြစ်ပါတယ်ပြီးရင်ရှာလကာရည်လေးရဲ့စားလေးရဲ့ထည့်ပြီးတေချာလေးနှောက်အောင်နဲ့ပေးရမှာဖြစ်ပါတယ်တေချာလေးနှောက်အောင်နဲ့ပြီးပြီဆိုရင်ကြွတ်ကြွတ်ဆူနေတဲ့ရေနွေးလေးကိုထည့်ပြီးမှဆေးချပေးရမှာဖြစ်ပါတယ်ပြီးရင်ရေလေး2ထပ်3ထပ်ပြန်စီးပေးရမှာဖြစ်ပါတယ်ခရုချက်လေးမချက်ခင်မှာမြစ်ချင်လေးကိုအရင်ဆုံးကြိုးထားပါမယ်မပါမဖြစ်တဲ့စပလင်လေးကိုလည်းခူးထားပါမယ်ပင်စိန်ဖက်ဖယ်ရွက်ကလားနန်နန်တို့ကိုလည်းအသင့်ခူးထားပါမယ်ကျင်းကြက်သွန်ဖြူကြက်သွန်နီးငရုတ်သီးတို့ကိုလည်းထောင်းထားပါမယ်ခူးထားတဲ့စပလင်ရဲ့အကျွက်ကလေးတွေကိုအခုလိုမျိုးလေးထုတ်ထားပါမယ်စပလင်ရဲ့အရင်ပိုင်းလေးတွေကိုတတ်တောက်ဆင်ပြီးတော့ထောင်းထားပါမယ်ပါဝင်ပစ္စည်းလေးတွေကိုပြင်ဆင်ပြီးသွားပြီဆိုရင်တော့စချက်ပါတော့မယ်ပထမအဆုံးမြစ်ပြုတ်လေးထည့်စားဟင်းချိုမုံငရုတ်ကောင်းမုံ花椒မုံလေးတွေကိုထည့်ပေးရပါမယ်ပြီးရင်ပြင်ဆင်ထားတဲ့အစာပလာလေးတွေကိုထည့်ပေးပါမယ်ဒီအဆင့်မှာတော့ဖက်ဖယ်ရွက်နဲ့ကလားနန်နန်ကိုပဲထည့်ထားပေးပါတယ်ပင်စိမ်းကိုတော့ဟင်းချက်ခါနီးမှထည့်ပေးခြင်းအပြင်အနက်လေးပုံမွေးစေပါတယ်ပဲငပီး2စွန်းလောက်ထည့်ငံပြာရည်အနည်းငယ်ထည့်စီအနည်းငယ်ထည့်ဟင်းမများတောက်ချင်နေဆိုရင်တော့ရေနွေးမများလေးထည့်ပေးရမှာဖြစ်ပါတယ်ဟာမီးပြတ်သွားပြီအားလုံးပြီးပြီဆိုရင်တော့မိနစ်30လောက်ချက်ထားပေးရမှာဖြစ်ပါတယ်အနက်လေးမွေးပြီးကြက်ခါနီးပြီဆိုရင်တော့ပင်စိမ်းလေးအုပ်ပေးရမှာဖြစ်ပါတယ်ချက်ပြီဆိုရင်တော့ဆန်လွန်မုန့်အနည်းငယ်ကိုဖြူပေးရမှာဖြစ်ပါတယ်အနက်လေးမွေးပြီးမှဟင်းလေးကလည်းတောက်ကောင်းလိုက်တာရှင်ဒီချက်လေးကိုသုံးဆောင်ကြပါအောင်ရှင်